လူမယ်နော်အဲ့တော့မိမငါလူတော့မိမငါမိမငါဆိုင်ရလည်းပြောလိုက်ပါဦးသူ့ဘက်တဲ့ကိုမိမတွေဘလို့ဖြစ်နေပြီငါလေဒီနေရာလေးနှိုက်နေရတာပါနော်မိမဟေးယောက်ျားကြီးငါလူကတော့ငါကြီးကြီးကျယ်ကျယ်ခန်းခန်းနားနားငါလူမငါတော့နေမိမငါဟိုမိမငါလူကတော့ငါနေဝလုံးတောင်တော့ငါမလူချင်ဘူးဩကျုပ်လည်းအဲ့ဒါဘလို့တော့မလူချင်ဝချမ်းများထောင်းသူဘဝဒီတိုင်းမလူဆိုင်းနေမင်းသမီးတွေလူမယ်ဒါကိုပြောတာနော်မင်းသမီးတွေမှာကြီးကျယ်ကျယ်လူမှာကြီးကျယ်ကျယ်ကဲတော့ယောက်ျားရငေါ့ကြောင်မိမကဲမိမလူမယ်ငါမိမလူအဲ့တော့မိမပြောချင်တာတခုရှိတယ်ငါအိမ်နီးသားချင်းလည်းအာနာကြပါအောင်လို့လူရရှိတာကျန်တဲ့ကိစ္စပြောကြပါဦးဒီမိမနဲ့ယောက်ျားနဲ့မိမဒီနှစ်ခုထဲမှာလဲနေတယ်လေနော်ကဲပါပေါ့စီ6កောင်ချင်းနဲ့ခွေးမပေါ့ခဏငါဘာကြီးခွေးထလိုက်ပြီကွာကဲမိမအေးယောက်ျားငါလူတော့ငါကြီးကြီးကျယ်ခန်းခန်းနားနားလူမယ်ဆိုင်းနေမင်းသမီးပိတ်တဲ့အစုံထက်မှာအလူတော့သူများလူတညပဲမလူဟဲ့တို့ကတော့ဘယ်ညလူမှာ3ညလောက်လောက်မယ်လေ3ညလောက်ဘာလို့တော့ကောင်းမှမငါပဲနဲ့မင်းလူမဟုတ်ကွာအားလုံးကတို့တာအလူပညာမောင်နှမတွေဆိုတော့လာပြီးတော့ဝိုင်းဝန်းပြီးတော့ကူညီကြမှာဆိုတော့ကဲတော့မိမဆိုင်းရတော့ငါတော့ဘောင်းစုံလူမှာမိဘကမလူရင်လည်းခြံတော်လေးပဲလေထောင်းလာအောင်ဟေးငါနာညက်ကလာပြီကဲမိမရေအငိမ့်ကန်းလေးတော့နေငါဆိုင်းစရာဘယ်သူဒီခိုင်းကောင်းမလို့ကဲဆိုင်းကတော့ငိမ့်ကန်းလေးကိုတော့တို့ဟိုငယ်ငယ်လေးနဲ့ချော်ဝါလေးတို့လည်းလေကျော်မင်းတခေါ်ရဲ့သူတဖီးတယ်လို့ခိုင်းတယ်တခေါ်ရဲ့သူတဖီးမနေ့ကျန်တဲ့ရွာတွေတခေါ်ပြောတဖီးပြောရှက်ရင်ရှက်လိမ့်မယ်တို့မြို့ကတော့ရှက်ကုန်မရှက်ဘူးဘာလို့မရှက်တာတို့တင်ခေါ်တာမှမဟုတ်တာတခေါ်မဲဟာကြီးတဲ့ကိုတို့ကကဲတော့မိမကဲနေကြကဲအငိမ့်ကလေးဆိုင်းစရာဘယ်သူဒီခိုင်းမလို့ကဲတော့ဆိုင်းကြတော့တို့ဟိုငယ်ငယ်ချောလေးလေတို့ညောင်ညောင်ဤပဲတီးခိုင်းလိုက်ရညောင်ဘာညောင်ညောင်ဤကိုညီအောင်ကဲတော့ညီအောင်ပဲတီးခိုင်းလိုက်တော့အဲ့ကောင်လေးကဂူကျွန်းဖြိုးနဲ့လည်းတူတယ်ဆိုတာပဲဟုတ်တယ်မနေ့ကချီကားတိုက်လို့ပြေပေါ့တဲ့သူ့ကိုချီကားဖလာကျင်နဲ့တင်တဲ့ချီကားတိုက်တာတဲ့သူ့ကိုသူများဂူကျွန်းဖြိုးတယ်ဆိုင်းစရာပဲဂူထဲဝင်နေရဩဂူကျွန်းဖြိုးကဲမိမအငိမ့်ကတော့ညီညောက်တီခိုင်းမယ်ကဲမိမသဘောနော်မိမသဘောတော့ဆိုင်းနေကြွယ်တီးခိုင်းနေတော့မရောက်လေတော့အငိမ့်ကန်းလေးပါလေတော့ကောက်ခိုင်းမှာပေါ့အငိမ့်ကန်းလေးအေးအငိမ့်ကြတော့မင်းဘုကောက်ခိုင်းအငိမ့်တော့အဲ့တော့ယောက်ျားကြိုင်ခါမယ်နော်မိမယောက်ျားမခင်ထွေးရင်ဆိုရင်ရောမခင်ထွေးရင်ဟိုကအဲ့ရတဲ့ကိုထနိုင်မှုမခင်အိမ်မှာလည်းပြင်းနေတဲ့သူမခင်ထွေးရင်ကောက်ခိုင်းရောကဲခင်ထွေးရင်ညီလေးဖြစ်တဲ့တို့ဟာဘိုးမကြီးထဲလန်ကောင်းမလားဘိုးမငားမယ်ငားမလာမထဲ့ရင်မလာဘူးငားမလာမထဲ့ရင်ထွက်ပြေးမှာကဲမိမအငိမ့်ကတော့ငါဘိုးမငားမယ်ကွာအဲ့တော့ကဲလူမဲမင်းဟိုဗိတ်တွေပဲထဲအောင်မလားဗိတ်တွေတော့ရှုပ်တော့ကွာအကုန်သားမြောက်ခိုင်းလင်းအောင်တော့မြောက်ခိုင်းလိုက်နမောဘုရားကလည်းပြီးသွားအောင်ကဲမိမဒါနဲ့နင်းနဲ့ကနေစကားပြောတာဟုတ်ပါပြီတို့အလူရက်ကနီးပြီနော်ငါသားနဲ့ရောဘယ်ပြောင်းနေလဲအဲ့ဒါပြောတာကဲဟိုကိုဝမ်းချေဘောစီနင်းတို့ညောင်အားနေတာနင်းငါသားနေရတိုးဆောင်လိုက်ဘာလဲညီကိုချင်းပေါ့ဟဲ့အောင်ကိုချမလားငယ်ကောင်ပို့သွားတယ်နော်ချမလားချမလားကြည့်ရအောင်နင်တို့ကြီးကောင်ကြီးမိုင်းနဲ့ကြီးမကောင်းပါငါသားခေါ်လာမယ်ခွန်းနိုင်ခွန်းအောင်ခင်ပါတော့ခွန်းအောင်ဒါထူးလိုက်လေတာခွန်းငါသားကြီးရဒီမှာရောက်နေတာကိုလာစမ်းငါသားအမလေးအမေလိုက်ရှာနေတာငါသားငယ်မင်းတအားဆော့လို့နဲ့ကွာမင်းအလူမစင်မမလည်းမင်းတအားကတာဟိုကကြီးလို့ကတာမို့တောင်လို့ကနေတာမိမဒါငါသားခွန်းအောင်လေးလားခွန်းအောင်လေးငါသားအလူရက်ကနေပြီလူနဲ့ပိန်းညောင်လို့ဘာတွေရောလုပ်တယ်ပိန်းညောင်ကြီးအဲ့မှာမျက်လုံးပဲကြံတော့လေကြည်အောင်ကတာတနေချင်းနေနဲ့သွားပြီးတော့ချော့တယ်ဘာတွေဆော့တာလဲကတာတနေချင်းနေနဲ့တေးပေါက်ပြိုင်တာမင်းအဖိကြတော့မခေါ်ဘူးတတာရှုံးတယ်တတာဘာလို့ရှုံးတာလဲသူကတစ်ပင်မတက်ပေါက်တာရှေးကြီးပဲတားကြတယ်တန်းပြီးကြတယ်အဲ့လိုမှဒီဟလူ